တုပစ္စည်းနဲ့ပစ္စည်းရောအဲ့ဒီဒေါသဟိတုတလုံးဖြစ်လိုက်တာနဲ့တပြိုင်နက်တည်းသူနဲ့ရှင်ပေါ်ရှင်ပဲ associated ဖြစ်တဲ့ဓမ္မတွေပါလာတယ်ပြီးတော့မှသူနဲ့သင်တဲ့သူနဲ့ဖြစ်ခွင့်ရှိတဲ့စိတ်ဒဇာယုတ်တွေဒီမှာပါလာခဲ့ပြီဘာတွေလဲဒေါသဖြစ်လိုက်ပြီးဆိုတဲ့တခါတည်းမျက်နှာတွေလည်းဟုတ်လားရုပ်ပြက်ဆင်းပြက်နော်မျက်လုံးတွေလည်းရုပ်ပြက်ဆင်းပြက်အသံတွေလည်းရုပ်ပြက်ဆင်းပြက်ကိုယ်အမူအရာလည်းရုပ်ပြက်ဆင်းပြက်ဖြစ်သွားပြီအဲ့ဒါဒေါသရဲ့စိတ်ဒဇာယုတ်တွေပဲဟုတ်ပြီနော်နှလုံးခုန်တွေမြန်နေတယ်သတိထားနိုင်ရင်ပေါ့လေနော်အသားတွေတဆက်ဆက်ဖြစ်နေတယ်အသက်ရှူတွေမြန်နေတယ်အဲ့ဒါတွေအားလုံးကစိတ်ဒဇာယုတ်ပဲခန္ဓာကိုယ်မှာဘာမှမဖြစ်ထားဘူးခန္ဓာကိုယ်မှာတယောက်ကလာပြီးရိုက်လိုက်တာထိုးလိုက်တာလည်းမဟုတ်ဘာကြီးမှလည်းဖြစ်တာလည်းမဟုတ်သူစိတ်ကြောင့်ဖြစ်နေတယ်သူရဲ့ biochemical reaction ဆိုတဲ့စကားလုံးတစ်လုံးလည်းသုံးတာတော့ဖတ်ဖူးတယ်စိတ်ဒဇာယုတ်ကိုစကားလုံးကြီးကျယ်တယ်လှတယ်အင်္ဂလိပ်လိုသုံးတဲ့စကားလုံးပေါ့လေနော်မြန်မာလိုကတော့စိတ်ကြောင့်ဖြစ်တဲ့ယုတ်နော်ပေါ်ကျုပ်ဆရာတော်ကြီးကတော့ mind produce matter လို့ပဲဘာသာပြန်တာဖတ်ရပါတယ်အဲဒီစကားလုံးလေးတွေရိုးပါတယ် mind produce matter နော်အဲ့လိုသုံးတဲ့စကားလုံးလေးလည်းပဲတော်တော်ရိုးပါတယ် biochemical reaction ကျတော့စကားလုံးကကြီးကျယ်တယ်နော်အဲ့တော့စိတ်ကဘာကိုဖော်ဆောင်ပေးလိုက်တယ်လဲဆိုတဲ့အခါကျခုနသူနဲ့ဆိုင်ရာရုပ်တွေကိုစိတ်ဒဇာရုပ်တွေကိုဖော်ဆောင်ပေးလိုက်တယ်စိတ်ကြောင့်ဖြစ်တဲ့စိတ်ဒဇာရုပ်တွေအဲ့ဒါလေးတွေကိုဒီစာကဆိုလိုတာပါဒါဆိုဒေါသတစ်လုံးကိုပြောပြီးဆိုတော့အဒေါသလည်းဒီလိုပဲပေါ့လောဘတစ်လုံးပြောရင်အလောဘလည်းဒီလိုပဲပေါ့မောဟတစ်လုံးအမောဟလည်းဒီလိုပဲပေါ့အလုံး6ခုစလုံးကိုဒီလိုပဲနားလည်ချရမှာနော်ကောင်းပြီဒါကတော့စာလဲပူဇော်တဲ့အခါမှာပဋ္ဌာန်းတရားတော်တွေပူဇော်တဲ့အခါမှာဒီလိုစာလေးတစ်လုံးစာနှလုံးစာဒီလိုလေးတွေသဘောပေါက်ရင်နော်အခုပူဇော်တဲ့အခါမှာပို့ပြီးအတိတ်ပဲလေးတွေပို့ပြီးတော့မှစိတ်ထဲရှင်းတာပေါ့လေအဲ့တော့ဒီမှာဟိတုတံပြုတ်ကဏဓမ္မနံတန်သမုဋ္ဌာနာနိစ္စရူပနံဆိုရင်တော့6ခုစလုံးကိုယူလိုက်တာဆိုတော့စဉ်းစားလို့မရဘဲဖြစ်တတ်တယ်ဟုတ်ပြီနော်အဲ့တော့အကုသလဟိတုခုနဒေါသတစ်လုံးကိုပဲစဉ်းစားလိုက်ဒေါသဟိတုတံပြုတ်ကဏဓမ္မနံတန်သမုဋ္ဌာနာနိစ္စရူပနံဆိုတော့စဉ်းစားလို့နည်းနည်းလွယ်သွားပြီလောဘဟိတုလောဘတံပြုတ်ကဏဓမ္မနံတန်သမုဋ္ဌာနာနိစ္စရူပနံဟိတုပြည်စင်းတယ်ဒါဆိုစဉ်းစားလို့နည်းနည်းလွယ်သွားပြီထင်ပါတယ်ဟုတ်ပြီနော်အခုဆိုလို့ရှိရင်တော့လေအမောဟပြောစို့ပေါ့လေနော်အခုဆိုလို့ရှိရင်ဒါအမောဟအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲအခုလိုသင်္นานတွေတက်ပြီးတော့မှအခုလိုတရားတွေကိုနှလုံးသွင်းပြီးတော့မှဆင်ခြင်ပြီးတော့မှသွားနေတဲ့အချိန်မှာသူတစ်ခုတည်းမှမဟုတ်ပဲတံပြုတ်တရားတွေအလုပ်လုပ်တာအများကြီးပဲလေစဉ်းစားကြည့်လေမနေ့ကသင်တဲ့စာတွေဟိုတစ်နေ့ကသင်တဲ့စာတွေဟိုငယ်ငယ်ကသင်ခဲ့တဲ့ကြားခဲ့တဲ့ဟာတွေစသဖြင့်အဲ့ဒါတွေအကုန်လုံးပေါင်းခြုံပြီးတော့မှဒီမှာအလုပ်လုပ်နေတယ်လीနော်အလုပ်လုပ်နေတာတွေကဒီနတ်ခန္ဓာ၄ပါးသူဟန်ချက်ညင်ညင်နဲ့အလုပ်လုပ်သွားတာပဲတန်မင်းညောင်ညကိစ္စတော့မဟုတ်ပါဘူးနော်ဖော်ထုတ်ဖို့တော်တော်ကိုခက်ခဲပါတယ်ဖခင်ရဲ့ညာတော်ကြီးနဲ့မို့လို့တာလည်းသိရတာပါအဲ့တော့အခုသိတာနိုင်တာကတော့စိတ်ဒဇာယုတ်ကတော့သိတာတယ်ဟုတ်ပြီနော်ဒီစိတ်ကြောင့်ဖြစ်တဲ့စိတ်ဒဇာယုတ်ကတော့သိတာတယ်အခုအေးချမ်းတဲ့တရားတွေကိုနားရတဲ့အခါမှာကိုရောစိတ်ရောအေးချမ်းချမ်းကလေးနဲ့တည်တည်ငြိမ်ငြိမ်ကလေးနဲ့ကြည်ကြည်လင်းလင်းကလေးနဲ့နားလို့ရတာပေါ့အဲ့ဒီဟာလေးတွေကိုဆိုလို့ချင်တာပေါ့နော်ဒီစာအုပ်အနေစာမျက်နှာ8ခုနော်တံပြုတ်တရားတော့ပြောပြီးသားရအောက်ကရလင်ပြုတ်မရလင်မဲ့ပြင်းမာမှုမုန်းတီးမှုအလိုမကျမှုစိတ်ဆိုးစိတ်ကောက်မှုမြည်သောဒေါသကြီးဖြစ်စဉ်တွင်နော်တွေ့လားမသိဘူးစာမျက်နှာ8မှာအောက်ကစာပိုက်မှာရလင်ပြုတ်မရလင်မဲ့သူညာမရှိပြင်းမာမှုမုန်းတီးမှုအလိုမကျမှုစိတ်ဆိုးစိတ်ကောက်မှုမြည်သောဒေါသကြီးဖြစ်စဉ်တွင်တာမန်ဖြေရောဖြစ်စဉ်ဖြစ်တတ်သည့်ဖြစ်စဉ်တရားမျှတာဟုမတိနိုင်ရှာသည့်မောဟဥဆောင်နေသည်ဖြင့်ဒေါသဖြင့်တောင်းကျမ်းနေခြင်းဖြစ်သည်လိုချင်မှုရလုံမှုမည်သောလောဘ၏ဖြစ်စဉ်တွင်တာမန်ဖြေဖြစ်စဉ်ဖြစ်တတ်သည့်သဘောတရားမျှတာကိုမတိနိုင်ရှာသည့်အဝိဇ္ဇာမောဟကဥဆောင်နေသည်လောဘဖြင့်တောင်းကျမ်းနေခြင်းဖြစ်သည်အဲ့တော့ဒီမှာတော့ဥပမာပေးထားပါတယ်နော်လူတယောက်ကသူရက်ကာလအတန်ကြာကမြင်လူအလွန်လိုချင်နေသည့်တယ်လီဖုန်းဟန်ဆက်ကိုမိတ်ဆွေတယောက်ကလက်ဆောင်ပေးသည်ဖြင့်ရလာသည်ဆိုပါတော့သူသည်အလွန်ပင်ပြုံးကပြောကနေပြီးတော့မည်သူပြုံးပျော်နေခြင်းသည်သူကြိုက်သည့်ပစ္စည်းရသည်ဖြင့်လောဘကြောင့်မုန်းမမြင်လေမမြင်ပျော်နေခြင်းဖြစ်ပါသည်သူပျော်နေုံမျှမကတွေ့သည်များလူတိုင်းကိုသူရထားသည့်တယ်လီဖုန်းကိုပြရင်ကြွားနေပေမည်သူရဲ့စိတ်အိမ်ကိုလောဘကချေလေပြီးမောဟကထပ်ဆောင်ပေးထားသည်အမှန်တကယ်တွင်မူအဲ့ဒါလေး underline လုပ်ထားပါကြွားစရာကြီးလည်းမဟုတ်ပျော်စရာကြီးလည်းမဟုတ်မိမိအတွက်လိုအပ်နေသည့်ပစ္စည်းတစ်ခုယနေ့လက်ဝယ်ရရှိလာခြင်းနည်းဟုသောတာမန်ဖြိုးဖြစ်စဉ်တရားသို့မဟုတ်လိုအပ်သည်နှင့်တိုက်ဆိုင်ရလာသည်ဖြစ်ရတစ်ခုမျှသာဟုမသိရှာသည်မောဟကဥဆောင်နေပါတော့သည်ဥပမာတစ်ခုပြထားတာပါနော်ဖြစ်တတ်တယ်မနေ့ကကျတော့ want and need ကိုပြောလိုက်ပါတယ်နော် want and need ကိုတော်တော်လေးကြကြပြန့်ပြန့်မနေ့ကဒါဆွေးနွေးကြတော့လည်းပါပါတယ်အဲ့တော့ဖြစ်တတ်တယ်နော်အကြောင်းအရာတစ်ခုကြုံလိုက်တယ်နော်မဖြစ်သေးတာပဲရှိတယ်နော်ဖြစ်တတ်တယ်နော်
ဒီ